ခလေးမွေးရတာတက်ပြောဖို့ကောင်းတယ်ရှရနာတစ်ခုပြပါမယ်ဒီမှာကြည့်လိုက်ပါမကြည့်လိုက်နော်မကြည့်လိုက်ရုံးသေးသည်တထောင်သီးနေပါပြီတဦးတည်းတော့တထောင်ပါရုံးမတွေသီးနေမှာဒါကျမတို့ရဲ့စိုက်ခင်းလေးဒါလေးကအချင်မောင်ချင်မောင်ဒီမှာလည်းရှိတယ်အပြင်ဒီဘက်မှာလည်းရှိတယ်ဆိုတော့ချင်မောင်ကတော့အခုတစ်ခါချက်ရင်တော့တစ်ခါချက်စာလေးတော့ရတယ်ဒါကကျတော့ပဲစင်းခံပဲစင်းကုန်ပင်ဒီဘက်မှာကခရမ်းကျင်ပြီးပင်ဟိုဘက်မှာကရှမ်းနန်းနန်းလေးလည်းပါတယ်နော်ဒီဘက်မှာနော်ဒီတော့ဆိုရင်ဒီကငရုတ်ပင်ပြိုးလာတာငရုတ်ပင်စားကလေးကအရင်ကြိုက်လို့လေအဖွက်ထားအမကြီးကခရမ်းကြီးလေးပင်လေးပြိုးလာတာဒါကအပြိုးလေးတွေဒါကတော့ခရမ်းကြီးနေပြီမဟုတ်ပြီးသွားရင်ဒီဂမုံလေးတွေလည်းပြိုးလာတာရှိတာရယ်ကျွန်တော်ပြိုးလာတာလေးဒီကတော့ကျမတို့ရဲ့ဒီမြေဩဇာဖောက်တဲ့နေရာပေါ့နော်ဒီကဥပ္ပါကိုဖောက်အဲ့လောက်ထားတယ်ကျမရဲ့ပြီးတော့ချင်မောင်ကဒီမှာဒါလေးကအညွန့်နေပြီးတော့ချင်မောင်ကလေအတီးတီးတော့မှဒီလားအကြည့်လိုက်ဒီလားအဖူးလေးတို့လားချင်မောင်တီးတီးတော့မှချင်မောင်တီးလောက်ပြီးရင်ချင်မောင်တီးရရင်ခူးပြီးတော့မျိုးလဲချမယ်ပြီးလို့ရှိရင်ချက်လဲစားလို့ရတယ်မျိုးလဲချလို့ရတယ်ပေါ့နော်ပြီးတော့ဒီမှာဒါလေးတွေကရှင်းနန်းနန်းလေးတွေရှင်းနန်းနန်းပေါက်စားလေးအဲ့လိုရှိတယ်ဘုမလိုက်ပြမယ်ခပလေးလက်ချမောင်ကျွန်တော်တို့ချမောင်ရမ်းစားတော့အဲ့ချမောင်ဒါလည်းချမောင်မပြိုးလာတာဒါကကြတော့စက်သွန်မိတ်လေးတွေပြီးသွားရင်အဲ့မှာပင်စိမ်းလေးတွေဒါကကြတော့စပလင်လေးစိုက်ထားတာစပလင်ဒါကတော့စပယ်ပန်းစပယ်ပင်စိုက်ထားပြိုးပင်လေးအဲ့တော့ကျမတို့ကလို့ရှမ်းကျမတို့ကရှမ်းနန်းနန်းလို့ဒီစားတောက်ကုံလူမအဲ့လိုပေါ့နော်ရှမ်းနန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 ်းပင်ပင်စိမ်းစပလင်အဲ့လိုမျိုးချင်မောင်အဲ့လိုခင်းရင်ဒီမြုပ်ဒီဒါမျိုးလေးတွေကဟိုတီးတီးလေးတွေနဲ့အများကြီးကုန်တဲ့ဟာတွေပေါ့နော်ဆိုတော့ကြောင့်အဲ့ဒါလေးတွေကိုစိုက်ထားပါတယ်ချက်ချင်းတော့အရာမထင်သေးပါဘူးဒါပေမဲ့အရာထင်လာတဲ့အချိန်ကြာလို့ရှိရင်တော့ခလေးမွေးရတာတက်ပြောဖို့ကောင်းတယ်ကိုကလေးကိုဝင်ရပြီဆိုလို့ရှိရင်ပျော့တယ်မလားအဲ့လိုမျိုးပဲအဲ့ဒီအသစ်ပင်လေးတွေစိုက်ပြီးတော့မှတီးလေးတွေတိတ်လာပြီးသူတို့ဖွံ့ဖြိုးလာပြီဆိုရင်လေခလေးမွေးရတာတက်ပြောဖို့ကောင်းတယ်ငါကလေးလေးချစ်စရာလေးဆိုတာတဲ့ငါအတီးလေးမလေးမပြူးရဲမကန်ရဲတရားအဲ့လိုမျိုးအဲ့တော့ကျွန်တော်အရန်ပြောချင်ခလေးမွေးမနေနဲ့အပင်စားကျမကလေးသိမ်းရမလွယ်လို့ဒါပြောချင်တယ်တဲ့လား